ဒီနေ့sharing လုပ်ချင်တယ်ဒီ laptop တစ်လုံးပေါ့နော်တစ်လုံးရှိရင်အဲ့ဒါကို download video လို့ MP3 MP4 download အဲ့လိုဒီ software ပဲဒီ software လေးနဲ့ဒီ K ပုံစံလေးကို download ဆက်ရင်ကျွန်တော် download setting လုပ်ပြမှာတယ်နော်ဆက်ဒီ K လေးတစ်ချက်ဝင်လိုက်မှာ download setting ဒီ K လေးတစ်ချက်ဝင် KD ကိုအခုရောပေါ်ဒါကျွန်တော် download ဆက်ရတယ်ဒီဆုံးဒီ Gmail ကိုsign in ရင်လွှဲတော့နော် okay so ဒါကဒီဟာဟိုနေတဲ့တချင်းကိုကြည့်ပြီးတော့တောင်းဆန်းတယ် so ပုံမှန်ဒီတပုတ်ကျွန်တော်တောင်းဆန်းဆိုဒီညနေတစ်ချက်နေတယ်ဒီမှာဒီကြိုးခိုင်းမယ် audio လား video လားဆိုဒီမှာပေါ်နေဒီတော့ဒီကောင်းချင်ဒီကောင်ထားရတော့ audio ဒါက video တော့ဒီဒီမှာပို့ဆက်ချင်တဲ့ file တွေကိုရွေးတယ်ရွေးပြီးဒီ download လုပ်ပြနေတယ်အဲဒီရပြီဒါဒီဟာကျတော့ဒီလောက်ခိုင်းတဲ့ဟာလည်းအများရှိတယ်ပေါ့နော်ဒါတော့ကျွန်တော်တို့ free ပဲတုံးနေစမ်းဒီလိုအောင်ပြရတယ် update လုပ်နေရတယ် okay ဒါကြည့်မယ် download ဒီတော့ဒီမှာတော့ဒါ download အောင်ပြီးတော့ဒါကြည့်မယ်ဒီမှာနော်နောက်ပုတ်ကုန်ဖြစ်သွားတယ်တတ်မယ်ဒီပုတ်ဆက်တယ်ဒီလိုပဲဒါအဝေးဒီစံဗီဒီယိုdownload ဆက်နေပါနော်လက်တော့ပေါ့နော် okay အဆင်ပြေတော့ထင်တယ်